ဟုတ်ကြောင်းပြောနေပါတယ်။ဒါကိုချောင်းနှောင်းထောင်ပြီးငိုနေတဲ့နာရူတိုကနေရာထွက်လာပြီးသူ့ရဲ့ဆရာကိုကာကွယ်ပေးပါတယ်။ပြီးရဲ့နောက်လက်တင်ငေတာတစ်ခုကိုလှုပ်လိုက်တဲ့အချိန်နာရူတိုတွေထောင်ထဲချီထွက်လာပါတယ်။အဲ့ဒါကထက်ဆင့်ကိုပါဂျူစုဖြစ်ပြီးအကြီးတန်းနေညာတွေတောင်မသုံးနိုင်တဲ့စာလိတ်တွေကလှုပ်ဝက်ဂျူစုတစ်ခုဖြစ်ပါတယ်။မီဇူကီကိုအမောက်သိပ်ပြီးချိန်မှာတော့နာရူတိုကအရင်ဟိုကာကဲတွေထက်တာတဲ့သူတယောက်ဖြစ်လာလိမ့်မယ်လို့အီရူကစိတ်ထဲကရေရွတ်နေပါတယ်။အဲ့ညမှာပဲနာရူတိုကိုနိုဟာနေညာတွေရဲ့အဓိကပြရုပ်ဖြစ်တဲ့တရွက်ပုံခေါင်းစည်းကိုပေးပြီးအငယ်တန်းနေညာအဖြစ်ယာရူတိုပေးလိုက်ပါတယ်။ဒါတွေအကုန်လုံးကိုရွာရဲ့တတိယမြောက်ဟိုကာကဲဖြစ်တဲ့ဟီရူဆန်ဆာရူတိုပီကဖန်လုံးပေါ်ကနေကြည့်နေပါတယ်။နောက်တရက်နေညာမှတ်ပုံတွေမှာပြောင်းချောပုံရိုက်ထားတဲ့အတွက်ရွာရဲ့တကြီးဖြစ်တဲ့တတိယမြောက်ဟိုကာကဲကနာရူတိုကိုခေါ်ဆိုပါတယ်။ဒါပေမဲ့ကြည့်နေပုံကတယောက်ယောက်နဲ့တူနေတာကိုသတိထားမိသွားပါတယ်။နာရူတိုကတော့သူ့ဗီဇာအတိုင်းတကြီးကိုလည်းဆက်စီဂျူဆူနဲ့ပြန်ဖျဲလိုက်ကြကြောင်းရွာတကြီးလည်းနှာခေါင်းသွင်းရှင်သွားပါတယ်။အဲ့ဒီအချိန်အခန်းပြင်မှာလောက်ကျန်သူတယောက်ရှိနေပါတယ်။အဲ့ဒါကတော့ရွာတကြီးရဲ့မြေးဖြစ်တဲ့ကိုနိုဟာမာရုဆိုတဲ့၈နှစ်အရွယ်ကလေးတယောက်ဖြစ်ပါတယ်။သူက9ယောက်မြောက်ဟိုကာကဲဖြစ်လာရမယ်လို့ကြွေးကြော်ပြီးတကြီးကိုအကြိမ်20မြောက်တိုက်ခိုက်ဖို့အလားအနားမရောက်ခင်ပဲခလုတ်တိုက်ပြီးလဲသွားပါတယ်။ဒါကိုပဲကလားမနိုင်ရခိုင်မဲကနာရူတိုကြောင့်ဖြစ်တာဆိုပြီးအသွားချောင်လို့ဟိုငါဘောကတီးပေးလိုက်တာတစ်ချက်တည်းနဲ့မှောက်သွားပါတယ်